ဒီနေ့ပတ်သွားတဲ့အခါမှာကျွန်တော်တို့ထူးခြားတဲ့အရာလေးတွေကျွန်တော်တို့တွေ့မိတဲ့အခါမှာကျွန်တော်နဲ့သဘောတူတဲ့ solution မှတ်သားထားပေးဖို့ထူးခြားတဲ့ချင်ပါတယ်ဒီနေ့ဖျားပြင်းစကားကတမန်တော်ရှိတယ်ဆရာဆရာကချုပ်ရင်းနဲ့ပြောပြပေးထားပါတယ်ကျွန်တော်တို့ထွန်းရောက်ချင်ခန်းကြီးတစ်ဆက်အငယ်တစ်ကနေဆက်ဖို့ကိုကျွန်တော်တို့ဒီကပတ်ရှင်ဖြစ်ပါတယ်တပန်တော်ဘုရားကအင်းဒီဖာရောပြင်ထံသို့ဝင်တော့ဒါဒီဒီနေ့တို့ကိုသူရှိလိုက်ပြတ်ချင်းလာတော့ဒီနေ့ဒီနေ့တို့ကိုအဲ့လိုမျိုးတွေငါကတော်တို့ကိုအင်းတာပြေလာကြာတော့ဒီဒါဒီချောင်းခန့်ချောင်းကိုဒီလိုသိချင်းလာတော့ဒီလိုဒီချိုးလို့ဘုရားခံပါစေဒီခုဘောရှိရာနေလို့ဘောရှိရာအလုပ်ဒီဖာရောပြင်ထံသို့ဝင်ပြီးဒီလိုတို့ဒီဟာပြင်ထားတော့ကြာတာဒီမရှိမှာကိုမြင့်ချရတယ်ဘယ်ရကလာပါလို့ဒီနိုင်တို့ဒီကအလုပ်ကိုချောင်းပါရတော့ကိုပြေတော့ဘုဘနိုင်တို့ကိုဘယ်လိုပဲချစ်ရှိတော့ဆိုင်ကလို့ကိုဒီလိုရက်ခံတာဆောင်တယ်ဒီနေ့ချက်ပေါ်တိုင်းအောင်သူတို့ဒီကိုပေါ်လို့ချရတယ်ဘုဒ္ဓရဲ့ဒီလိုတဲ့ကျေကျေရရောက်တော့ဒီလိုကိုမြင်တဲ့ပေါက်ကတော့ကိန်းကိုစားကြတယ်ဒီဘုရားတို့ဒီမှာဖြစ်ပြီးကလာလာဆိုင်ဒီကအမှုတွေပြည့်ပြီးဒီအရာစင်းချိုးလို့အရာအဲ့လိုပေါင်းလို့ဒီအရာကိုဖြစ်ကြတယ်ဒီဆိုပြီးဒီဘာလို့လဲဆိုတော့ထွက်သွားတယ်အရောဒီချိုးကလည်းဒီရတော့ဘယ်နဲ့ကလာပါလို့တော့ဆက်ပါတယ်ဒုဒုတို့ဒီသူတို့ပြောပြီးတော့တရားဝုဒ္ဓတွေချောင်းပြီးတော့အဲ့လိုဒီတဲ့ကြောင့်ကိုဒီလိုမှုမှုတွေတော့ဆောင်းကြတယ်ဘောရှိတဲ့အားလုံးကိုတော့ဒီလိုမျိုးကြည့်ရတယ်ဒီလိုပြောပြီးတော့တရားဝုဒ္ဓရှင်တာတော့ကြတော့ဒုရမေသွားတဲ့သူတို့ဒီအတိုင်းမျိုးမျိုးနေဘောရှိတာသူတို့ဒီကိုတာရမီတို့မှာပါလေပါပါဘူးဇာတ်တော်ကအမှန်ရှိတော့တယ်ပြောနေတာဒီလိုဆိုတော့ဒီလိုမျိုးသူတို့ရဲ့ဉာဏ်ကိုလည်းသိတာအဲ့ဒါကြောင့်ဒီလိုနဲ့ရှိရှိတော့ဒီလိုမကောင်းတဲ့ချက်ကိုကြားရတာဘုဒ္ဓပြည့်ရာဒီတောင်းဆောက်ကိုတန်ရချားဖြစ်တော်သူကပေါ်ရင်အဲ့ဒါဝိပဿနာကိုသိလို့ဘုရားကိုကျွန်တော်မှမြင်ကြတယ်အဲ့ဒါကလည်းတိုင်းလို့ဒီလိုရောက်နေဘုဒ္ဓရဲ့ဒီပေါ်မှာတိုင်းတော်ရှိရတဲ့ကိုစားနေချင်တာအဲ့ဒီပေါ်မှာဒီကိုဆက်လို့ဘောရှိရလို့ဒီတိုင်းဘောရှိဒီနည်းနဲ့ကိုအဲ့ဒီပေါ်မှာဆက်လို့ဒီလိုနဲ့ပြပါလို့ရှိရကိုဒီမှာတော့ပြန်လာစားနေတယ်ဒါနဲ့ကမှရှိရဒီတိုင်းတော်ကိုဆောင်နေတယ်လူကြောင့်ဒီရဲ့ဒီလိုကိုလည်းဒီနေ့ရှိရပေါ်မှာအဲ့လိုရောက်ကြတယ်လူတို့ကြောင့်ဒီရှိတော့မရှိဘူးတော့လည်းပြည့်ရတယ်ဒီနေ့ဒီကောင်ဒီလိုကိုပေါ်ကိုဒီလိုရဲ့ရှိရဘုံဒီလိုတော့ရှိရကိုစားတယ်အဲ့လိုမျိုးရှောက်လို့ဒီတဲ့လိုကဆေးရောရဆုံးခုတော့ဆိုင်တယ်ဘုရားခရောပြည်မောရှိရဲ့အားလုံးကိုလည်းခေါ်ပြီးဒီလိုကြားပြီးတော့ကြားလို့ပါဒီလိုကိုတော့ပါဖြစ်လာပါပြီလူကြီးတွေဒီကနေ့သူ့ကိုသိထားပါတော့ဒီလိုကြားပြီးတော့ကြားပြီးဒီတေလေးကိုလည်းနာမပြေရှားပါလိမ့်ချာတောင်းပါလို့ဆိုရှိတော့ရှိဒီကနာမဆိုရင်အားစားလို့တောင်းလို့အဲ့ဒါပြောပြီးအောက်ထပ်တော့ဒီလိုတို့ဒီတိုင်းကိုဆောင်းပါရင်ဒီလိုကြတဲ့ချက်တွေအဲ့လိုဒီဆောင်းလုံးနဲ့ကြားရအောင်တဲ့ချက်တွေတို့ကလည်းတော့ပြောပြီးဘာလို့ဒီလိုကိုခံရစီတော့ဒီတရားတွေကတော့ဘယ်လိုပဲနေတယ်ခံတော့ပြောတာဒီဆောင်းလုံးနဲ့မမတာတော့မဟုတ်စံတော်လေးပြရတော့မှဖြစ်စေချင်တာဒီလိုကိုကောင်းလို့ဆောင်းလို့မရှိအောင်လုပ်လို့နေတာဘောရှိဒီနေ့ကိုဘုရားကိုဆက်ပြီးအဲ့ဒီပြဆောက်လာတဲ့ချက်တော်မှာတော့တုံးရရောဖြစ်ပြီးဘုရားရောက်ပြီးတော့ဒီလိုက်ကြဘုရားဘယ်လိုဒီနေရာမှာထားရတာဘုရားရဲ့ဒီကံတွေပေါင်းလို့ဒီလိုနေရာနဲ့ဒီလိုရကြတယ်ဘုရားတော်ရဲ့ဒီမောရှိတဲ့အရာကိုခေါ်ပြီးဘုရားအောင်ဒီချင်တာသွားကြတော့ဘုရားရဲ့ဒီလိုများကိုထားနေကြတယ်သူရဲ့ရောက်ကိုကြားရပြီးပြီးတော့ဘောရှိကလည်းသူတို့ပြောတဲ့တော်ရရာဒီပူဇော်ရာကိုဒီကောင်ကဒီဆွေးနွေးရတဲ့ကောင်ကကိုပြရတယ်။တို့ဒီပြည့်ဆိုင်လို့ဆောင်းပါရတယ်။ဒီကောင်ကလည်းချိန်ရ။ကျောင်းကဘုရားကကျွန်တော်ပြရတယ်
ဆိုတော့ဘာပြောဒီမှာတော့ဒီလိုကိုခိုင်းပါဆိုတော့ဒီလူကြီးလည်းပြောရတော့လို့ဒီကလည်းနောက်ထပ်ဖြစ်သွားတော့နောက်တစ်ခါနိုင်ငံတော်ကိုပြန်ပြီးတော့နိုင်ငံတော်ကိုပြောနေတဲ့ပြည်သူတွေတော့ဒီဆိုကလည်းဒီလိုမျိုးချက်ကြီးရောက်တော့ပါတယ်နိုင်ငံတော်ကိုပြန်ပြီးတော့မှုရှောက်ဆိုကျွန်တော်တို့ကတော့ဘုရားတော်ပေါ်မှာခံခဲ့ပါကျွန်တော်တို့ဒီခန်းကြီးတစ်ဆက်ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာအပိုင်း9ပိုင်းကိုကျွန်တော်တို့တွေ့ရပါတယ်အပိုင်း9ပိုင်းကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့အဲ့ဒီအပိုင်းတစ်ပိုင်းစီမှာကျွန်တော်တို့ကြီးမားတဲ့သင်ခန်းစာတွေကျွန်တော်ဖော်ပြနိုင်တာတဲ့သင်တို့ပြန်လဲပြီးတော့ပြန်ဖတ်ရှုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဖော်ပြတာတဲ့သင်တို့ပို့ပြီးတော့တွေ့ရှိမယ်ဆိုတာကျွန်တော်အချင်းမဲ့ယုံကြည်အဲ့တော့အငယ်1နဲ့2မှာဘာပြောရလဲဆိုတော့ဘုရားသခင်ရွယ်ချက်ကိုဖော်ပြပေးထားတယ်ဆိုတော့ဒါကကျွန်တော်တို့ဖတ်သွားတဲ့အခါမှာကျွန်တော်တို့အချင်းချင်းကျွန်တော်တို့ပြောလို့ရတယ်ကပ်ဘေးထပ်မံပြီးတော့ကပ်ဘေးအတ္တမကပ်ဘေးနဲ့10ခုမြောက်သောကပ်ဘေးနဲ့9ခုမြောက်သောကပ်ဘေးပေါ့နော်ဆိုတော့နောက်ထပ်ကပ်ဘေးတစ်ခုကိုဖာရောဘင်ကိုကြုံတွေ့ခိုင်းစေတယ်အဲ့တော့အငယ်1နဲ့2ကကျွန်တော်တို့ကြည့်တဲ့အခါမှာဘုရားသခင်ရဲ့ရွယ်ချက်ကိုဘုရားသခင်ဖော်ပြတယ်ရွယ်ချက်ကိုဘာဖြစ်လို့ဒီအမှုရာကိုသူလုပ်ရတာလဲဘာလို့ဖာရောဘင်ကိုစိတ်နှလုံးခိုင်မာစေတာလဲနော်သူရဲ့ရွယ်ချက်ကနောက်ထပ်ဘယ်လောက်ထိရှိလဲဆိုတာကိုအဲ့မှာဖော်ပြပေးထားတာကိုကျွန်တော်တွေ့ရတယ်အငယ်3နဲ့6ကကျွန်တော်တို့ဘာပြောရလဲဆိုလို့ရှိရင်အငယ်3နဲ့6ကဒီနေ့သတိပေးထားတယ်သတိပေးမှုနဲ့စီရင်မှုပါတစ်ခါတည်းဖော်ပြပေးထားတယ်ငါတောင်းဆိုမှုငါ့လူမျိုးတို့ကိုငါ့ကိုပြည့်ရန်အတွက်လွတ်ပါဆိုပြီးတော့ကျွန်တော်တို့တောက်လျှောက်ကြားလာတယ်ပြီးတဲ့အခါမှာမလွတ်ဘူးဆိုရင်ဆိုတော့ condition သတိပေးမှုနဲ့စီရင်မှုဆိုတဲ့တွဲပြီးတော့တစ်ခါတည်းပါလာတာကိုကျွန်တော်တို့တွေ့ရတယ်ဖာရောဘင်ရဲ့အငယ်9ကနေပြီးတော့17မှာဖာရောဘင်ကအပေးယူလုပ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်နော်သူလည်းပဲသူ့နီးသူ့ဟန်နဲ့သူလုပ်တယ်နော်ပြီးတဲ့အခါမှာကျွန်တော်တို့အငယ်7ကနေ15မှာသူဒီအပေးယူလုပ်မှုတော့လုပ်တော်ညာလည်းပဲဒီအပေးယူကိုမောရှေက compromise မလုပ်ဘူးဆိုတော့ကျွန်တော်တို့ထူးခြားဆိုတော့ကျွန်တော်တို့တွေ့ရဒါကျွန်တော်တို့အတွက်ကြီးမားတဲ့သင်ခန်းစာဖြစ်တယ်ပြီးတဲ့အခါမှာကျိုင်းကောင်ရဲ့ကပ်ဘေးနဲ့အငယ်7နဲ့15မှာကျိုင်းကောင်ကပ်ဘေးကိုကျွန်တော်တို့ရင်ဆိုင်ကြုံတွေ့ရတယ်ဒါပြီးတဲ့အခါမှာအငယ်16နဲ့10မှာကျွန်တော်တို့ဖာရောဘင်ရဲ့အတုအယောင်ဝန်ခံခြင်းပေါ့နော်ကျွန်တော်တို့သူရဲ့မှားပါတယ်ဆိုပြီးတော့ဝန်ခံတဲ့အတုအယောင်ဝန်ခံခြင်းပေါ့နော်ဆိုတော့ဒါကျွန်တော်တို့တွေ့ရတယ်အငယ်21နဲ့23မှာကျွန်တော်တို့9ချိန်မြောက်ကပ်ဘေးအမောင်ကပ်ဘေးနဲ့သူတို့ကြီးမားစွာကြုံတွေ့ရတယ်3ရက်ပတ်လုံးတမန်ကျမ်းထဲမှာထိုင်ရနေပြီးတော့တယောက်နဲ့တယောက်မတွေ့ရအောင်ထိုင်ရနေမထအောင်လို့ပြောတယ်။သူညာနဲ့ထူးခြားတဲ့တစ်ချက်ကဂေါရှင်ရမှာဖခင်ရဲ့သားသမီးရှိတဲ့နေရာမှာအလင်းရှိနေတယ်။ဒါကျွန်တော်တို့သတိထားဖို့အတွက်ဖြစ်တယ်။ဖခင်ရဲ့သားသမီးတွေရှိတဲ့နေရာမှာထူးခြားတယ်ဆိုတော့အရာလေးကကျွန်တော်တို့အတွက်အထူးသင်ခန်းစာဖြစ်တယ်။ဆိုတော့နောက်ဆုံးမှာတော့ဒါနောက်ဆုံးဖာရောဘင်နဲ့မောရှေရဲ့ထိတ်တိုက်ရင်ဆိုင်မှုနောက်ဆုံးကမ်းပေါ့နော်သူကနောက်ဆုံးသူဘာပြောလဲဆိုတော့ငါမျက်နှာကိုမြင်ရင်တို့သိရမှာပဲမောရှေကလည်းကောင်းပြီမျက်နှာတော့ကိုနောက်တစ်ဖက်မမြင်ပါဘူးရှောက်ဆို၏တဲ့ဆိုတော့ဒါသူတို့ရဲ့မောရှေရဲ့နောက်ဆုံးထိတ်တိုက်ရင်ဆိုင်တွေ့ကြုံမှုကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီအပိုင်ဒီခုနှစ်ပိုက်လုံးမှာကျွန်တော်တို့အတွက်ကြီးမားတဲ့သင်ခန်းစာတွေကိုကျွန်တော်ရရှိသလောက်ကျွန်တော်ထပ်မံရေးဖော်ပြပေးချင်ပါတယ်နော်ကျွန်တော်တို့ဖတ်သွားတဲ့ခုနပေါ်မှာကျွန်တော်တို့အတွင်းချုပ်ကျွန်တော်တို့သိရှိပြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီပေါ်မှာကျွန်တော်တို့ဘာသင်ခန်းစာများရရှိမလဲလို့ကျွန်တော်တို့မေးတဲ့အခါမှာအငယ်1နဲ့2မှာကျွန်တော်တို့အတွက်ကြီးမားတဲ့သင်ခန်းစာဖော်ပြပေးထားတာကိုကျွန်တော်တို့တွေ့ရတယ်ကျွန်တော်ရရှိတဲ့အဲ့ဒီပေါ်မှာသင်ခန်းစာကသူစပြီးပြောလိုက်တာနဲ့တဖန်ထရဖျားကတင်ဒီဖာရောဘင်ထံသို့ဝင်ငါသည်ဤနမိတ်တို့ကိုသူရှိ၌ပြချင်းက၎င်းအကုတုပြည်၌ငါပြုသောအမှုအကုတလူတို့တွင်ငါပြသောနမိတ်တို့ကိုတင်းဤသားမေးတို့အားကြားပြောသဖြင့်ငါသည်ထရဖျားဖြစ်ကြောင်းကိုတင်တို့သိခြင်းက၎င်းတင်တို့သိဖို့အတွက်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ပြန်ပြီးတော့ရရှိတဲ့စကားလုံးနှလုံးရှိပါတယ်အဲ့ဒီမှာတစ်လုံးကသတိရဖို့အတွက်ဖခင်ရဲ့လှုပ်ဆောင်ချက်ကိုသတိရဖို့အတွက်ဒုတိယတစ်လုံးက
ပြန်ပြောဖို့ retelling the story for the next generation ဆိုတော့ပြန်ပြောဖို့အတွက်ဆိုတဲ့သင်ခန်းစာကျွန်တော်တို့ရရှိပါတယ်အဲ့တော့ဖျားသခင်ကပြောတယ်မောရှေကိုဒီကနေ့ဖာရောဘုရင်ရဲ့စိတ်ခိုင်မာခြင်းဒီကနေ့ငါနမိတ်လက္ခဏာတွေလုတ်ပြနေရခြင်းအကြောင်းအရာတွေကသင်တို့ရဲ့သားသမီးတွေဟာငါဘသူဖြစ်ကြောင်းကိုသိစေဖို့အတွက်သင်တို့သိစေအတွက်သင်တို့တတိယဖို့အတွက်တော်၎င်းသင်တို့တတိယဖို့အတွက်တော်၎င်းသင်တို့ရဲ့သားသမီးတွေဟာငါဘသူလဲဆိုတာကိုသိဖို့အတွက်တော်၎င်းအမြဲတမ်းအရေးကြီးတယ်သင်တို့ပြောပြဖို့အတွက်ဖြစ်တယ်မောရှေကိုသူကပြောတာဖြစ်တယ်မောရှေကဒီတန်ဝန်ကိုကျွန်တော်တို့ခြေပြစွာထမ်းဆောင်တာကိုခြေပြစွာထမ်းဆောင်တယ်ဆိုတာကိုကျွန်တော်တို့တွေ့တယ်ဒီအရာဟာလည်းပဲကျွန်တော်တို့အတွက် timeless truth နော်ကျွန်တော်တို့အတွက်အခြေခံအုံမြင့်ပယ်လို့မရတဲ့အခြေခံအုံမြင့်တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ကိုဖန်ဆင်းတဲ့ဘုရားကိုကျွန်တော်တို့သိတယ်လို့ကျွန်တော်တို့ရဲ့သားမြေးတွေသိဖို့လိုတယ်ဆိုတာကိုကျွန်တော်တို့ညှင်းပယ်လို့မရအောင်အဲ့ဒါကျွန်တော်တို့အတွက်ကြီးမားတဲ့တန်ဝန်ဝတ္တရားဆိုတာကိုကျွန်တော်တို့နားလည်အဲ့တော့ဒီတန်ဝန်ကိုမောရှေကခြေပြစွာထမ်းဆောင်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်သူလောကကြီးကနေထွက်ခွာသွားတော့မယ်အချိန်နီးလာတဲ့အခါမှာသူဟာသူ့လူမျိုးတော်ကိုသူကြည့်ပြီးတော့ဘုရားသခင်မိန့်မာခဲ့တဲ့အတိုင်းသူဆုံးမသွန်သင်တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်တရားဟောကျမ်းခန်းကြီး၄ငယ်9မှာသင်တို့သတိပြုကြလော့သင်တို့မျက်စိဖြင့်တွေ့မြင်ခဲ့ရသောအမှုအရာများကိုသတိမလျော့စေရန်နှင့်သင်တို့အသက်ရှင်သမျှကာလပတ်လုံးသင်တို့စိတ်နှလုံးလမ်းမလွဲစေရန်ဒီမှာတမအရေးကြီးတယ်ကျွန်တော်ဒါရာကိုဖတ်ပြီးတော့ကျွန်တော်တို့ခေါင်းနှပန်းကြီးသွားတယ်ကျွန်တော်တို့သတိမေ့သွားခဲ့ရင်ဘာဖြစ်မလဲလို့ကျွန်တော်တို့အဲ့မိကုန်းကိုကျွန်တော်မေးတယ်ကျွန်တော်မြင်ခဲ့တဲ့အရာကျွန်တော်ကြုံတွေ့ရတဲ့အရာကျွန်တော်သတိများမေ့သွားခဲ့ရင်ကျွန်တော်ဘာဖြစ်မလဲသတိမေ့သွားလို့ရှိရင်တင်းရဲ့စိတ်နှလုံးကလမ်းလွဲသွားဖို့ရှိတယ်တမန်ကျမ်းစာထဲမှာကျွန်တော်တို့သင်ခန်းစာများစွာရှိပါတယ်မောရှေကသူ့ရဲ့သားသမီးတွေကိုသင်တို့ရဲ့စိတ်ကိုအထူးစောင့်ထိန်လို့ကျွန်တော်တို့စိတ်ကတနာရီတစ်စက္ကန့်တွင်မှာမိုင်ပေါင်းထောင်ပေါင်းကပြေးနေတယ်ဆိုတော့ကိုကျွန်တော်တို့ညင်းလို့မရအောင်ကျွန်တော်တို့အာယုံတွေကကျွန်တော်တို့ချုပ်တီးလို့မရအောင်ကျွန်တော်တို့အမှားပေါင်းများစွာကိုကျွန်တော်တို့အာယုံတွေနဲ့ကျွန်တော်တို့စိတ်ကူးတွေနဲ့ကျွန်တော်တို့လုံနိုင်တယ်ဆိုတော့ကျွန်တော်တို့ညင်းလို့မရအောင်မောရှေကသူ့လူမျိုးတော်ကိုဒါတွေကိုတုံသင်ပြီးတကလားမင်းတို့တွေ့ခဲ့ရတဲ့မင်းတို့မြင်ခဲ့ရတဲ့အရာတွေကိုမင်းတို့ရဲ့သားမြေးတွေကိုလည်းပြောပြအောင်အဲ့တော့ဒီຢာကကျွန်တော်တို့အတွက်အထူးသင်ခန်းစာဖြစ်ပါတယ်မောရှေကတာဝန်ကျေတယ်လို့မျိုးကျွန်တော်တို့ဆလံဆရာကလည်းပဲတာဝန်ကျေပါတယ်98ခုမြောက်သောဆလံအပိုက်ငယ်1နဲ့98ခုမြောက်သောဆလံအပိုက်ငယ်3 4မှာဘိုးဘွေးတို့သည်ပြော၍တဲ့ငါတို့သည်ကြားသိရသောထိုအရာများကိုသားမြေးတို့ကိုမဝဲမထားထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်နှင့်တကိုးတော်ကို၎င်းပြုတော်မူသောအံ့ဘွယ်အမှုတို့ကို၎င်းဖြစ်လက်တတ်သောသူတို့အားဖော်ပြကြမည်ဆိုတော့ဘာတွေဖော်ပြလဲဆိုတာသူတို့ရဲ့ကြုံတွေ့ရတဲ့ဘိုးဘေးတွေကြုံတွေ့ရတဲ့ဘုရားသခင်ကသူတို့ကိုအခုပြည်မှာဘယ်လိုချီးမြှောက်ခဲ့လဲဆိုတာဘယ်လိုကဲ့တင်ခဲ့လဲပင်လယ်ကိုခွဲ၍သူတို့ကိုရှောက်သွားစေတော်မူရေများကိုစုပုံ၍ထားတော်မူ၏နေ့ချိန်တိုင်းမိုးတင်ကို၎င်းညချိန်တိုင်းတညလုံးမြည်လင်းဖြင့်၎င်းသူတို့ကိုလမ်းပြတော်မူ၏တော၌ကြောက်တို့ကိုဖောက်၍ပင်လယ်ရေကဲ့သို့များစွာသောရေကိုသူတို့အားတိုက်တော်မူ၏ဆိုတော့ကျွန်တော်တို့ဆလန်ဆရာကသူတို့ကြားခဲ့ရတဲ့ဘိုးဘေးတွေကြားခဲ့ရတဲ့နော်ဗဇတ်ရာဇဝင်လေးကိုသူတို့ရဲ့သားမြေးတွေကိုဆက်လက်ပြီးတော့ပြောပြတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒီနေ့ဒါကျွန်တော်တို့အတွက်ဘဝသင်ခန်းစာကျွန်တော်တို့မေ့လို့မရတဲ့သင်ခန်းစာဖျောက်လို့မရတဲ့သင်ခန်းစာကျွန်တော်တို့ရာသက်ပံဆောက်ယူရမယ့်သင်ခန်းစာဖြစ်တယ်ဆိုတာကိုကျွန်တော်နားလည်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့အတွက်ကကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့မှလည်းပဲကျွန်တော်တို့သတိရစရာခုနကျွန်တော်ပြောတယ်ဖျားသခင်နဲ့ဖျားသခင်ကျွန်တော်တို့အသက်တာမှာဘာတွေလုပ်ခဲ့လဲဆိုတာကျွန်တော်တို့ဒီနေ့ပြန်စဉ်းစားဆင်ခြင်ဖို့လိုတယ်ဒီနေ့မနေ့ဒီနေ့ကျွန်တော်တို့ဝင်လာတဲ့ဟိုကြားတဲ့ချင်းတွေနော်ကြားတဲ့ဆန္ဒတဲ့ချင်းတွေအလုံးကဆက်နွယ်နေတယ်ဆိုတာကိုကျွန်တော်တို့သိရတယ်ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ကျွန်တော်တို့ဖျားသခင်ရဲ့လှုပ်ဆောင်မှုကိုသတိရဖို့လိုတယ်ပြီးတဲ့အခါမှာကျွန်တော်တို့ next generation ကို
ကျွန်တော်တို့ရဲ့သားမီးတွေကိုကျွန်တော်ပြောပြဖို့လိုတယ်အဲ့တော့နမူနာလေးကဖျားသခင်နဲ့တင်ဘယ်လိုတွေ့ခဲ့တယ်လဲဆိုတော့ကျွန်တော်အသက်တာမှာကျွန်တော်သမီးနှစ်ယောက်ကိုလည်းပဲကျွန်တော်ဒီလိုပဲကျွန်တော်ဖျားနဲ့ဘယ်လိုတွေ့ခဲ့လဲ1982ခုနှစ်မှာအဲ့မှာဖျားသခင်ဒီဂရိပေးလို့ရှိရင်ဂရိတင်ရတယ်ပြီးတဲ့အခါမှာသူဟာအသက်ရှင်တဲ့ဖျားဖြစ်ကြောင်းကျွန်တော်ကယ်တင်တဲ့ဖျားဖြစ်ကြောင်းသူကအနန္တတကုရှင်ဖြစ်ကြောင်းကိုကျွန်တော်နဖူးတွေ့1982ခုနှစ်83ခုနှစ်မှာကျွန်တော်သူနဲ့တွေ့ဆုံခဲ့ပါတယ်ဘယ်လိုတွေ့ခဲ့လဲဆိုလို့ရှိရင်အမေကကျွန်တော်ပြောတယ်ဖွားမင်းနှစ်ချင်းခံဖို့အချိန်တော်ပြီနော်အဲ့တော့မင်းသိတယ်ဖះကိုမင်းသိတယ်အဲ့တော့ကျွန်တော်ကအဲ့ဒီအချိန်အဲ့ဒီကာလမှာကျွန်တော်ခံယူတဲ့အရာလေးကျွန်တော်နှစ်ချင်းခံလိုက်လို့ရှိရင်ကျွန်တော်စီဝိုင်းတစ်ခုတည်းကိုဝင်လိုက်ရတယ်လို့ပဲကျွန်တော်ခံစားရတယ်ပြီးတဲ့အခါမှာကျွန်တော်ပြေးကျင်တဲ့ direction ကိုကျွန်တော်ပြေးလို့မရတော့ကျွန်တော်ဒါအဲ့အချိန်မှာအဲ့တွေးဆိုတော့အမေကိုဘယ်လိုပြောလဲဆိုလို့ရှိရင်အမေကျွန်တော်ကစမှုကျောင်းတက်ချင်တယ်ကျွန်တော်လိုချင်တဲ့ကျောင်းရယ်ကျွန်တော်လိုချင်တဲ့ဘာသာရပ်ရယ်ရက်လို့ရှိရင်ကျွန်တော်နှစ်ချင်းခံမယ်အဲ့တော့အဲ့ဒီနှစ်မှာကျွန်တော်တို့အတူလေးပြောလို့ရှိရင်ကျွန်တော်တက်ချင်တဲ့ကျောင်းလည်းရတယ်ကျွန်တော်လိုချင်တဲ့ဘာသာရပ်လည်းရတယ်အဲ့ဒီနေ့ပတ်လုံးကျွန်တော်ပြန်လာတဲ့အခါမှာအမေကထပ်မေးတယ်ဖွားမင်းအချိန်တန်ပြီဆိုတော့အဲ့ဒီချိန်မှာကျွန်တော်တောင်ရွှေ့လိုက်မြောက်ရွှေ့လိုက်နဲ့နောက်ဆုံးတော့အတူချုပ်ပြောလို့ရှိရင်ဆာမွဲဖြေအောင်စင်းထွက်တဲ့ခါမှာကျွန်တော်နာမည်ပါမလားအဲ့ဒီချိန်မှာကျွန်တော်ချွတ်ချင်းသိသွားတယ်ကျွန်တော်ဆာမွဲတစ်ချိန်တစ်ခါမှမကြခဲ့ဘူးတဲ့လူတစ်ယောက်ကဒီချိန်မှာဒီဆာမွဲမှာကြားရတယ်ဆိုတာဒါဟာရိုးရိုးမတန်းမဟုတ်ဘူးပြဿနာကြီးမမပဲအဲ့တော့ကျွန်တော်မျက်ရည်နဲ့မျက်ခွက်ဆွတ်တောင်းပြီးတော့ကိုရောကျွန်တော်မားပါတယ်ဒါကျွန်တော်ဖះနဲ့နဖူးတွေ့ခဲ့တဲ့အရာကိုရောကျွန်တော်ကိုရောအသက်ရှင်ကြောင်းကိုရောကျွန်တော်ကိုကယ်တင်ကြောင်းကျွန်တော်ယုံတယ်ဒါပေမဲ့ကျွန်တော်တက်တည်ပြဖို့ကျွန်တော်မင်းလျော့အားနေခဲ့တဲ့အတွက်ကျွန်တော်ကိုခွင့်လို့ပါကိုရောဒီခါကျွန်တော်ကိုပြန်လဲခွင့်ပေးလို့ရှိရင်ဒီလိုကျွန်တော်ခွင့်ပေးလို့ရှိရင်ကျွန်တော်ကိုပြန်လဲခွင့်ပေးပါဆိုတော့ကျွန်တော်ပြန်လဲနှစ်ချင်းခံပြီးတော့ကျွန်တော်ကျောင်းပြန်တက်တယ်အဲ့တော့ကျောင်းပြန်တက်တဲ့ခါမှာကျွန်တော်အဲ့ဒီနေ့မှာအောင်တယ်ပုံမှန်အဖြစ်ဆံမိုးဝဲကြတဲ့လူတယောက်ကအဆောင်နေခွင့်မရတော့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဖခင်ရဲ့ဂျေဇုကဘယ်လောက်ကြီးမှလဲဆိုအဲ့နေ့မှာကျွန်တော်အဆောင်ပြန်နေခွင့်ရတယ်တော့ဘာလို့ဖော်ပြချင်တာလဲဆိုလို့ရှိရင်ဒါတွေကိုကျွန်တော်သမီးနှစ်ယောက်ကိုကျွန်တော်ရဲ့ဘဝအကြောင်းကိုကျွန်တော်ဖော်ပြတယ်ဖခင်သခင်နဲ့ငါဘယ်လိုတွေ့ခဲ့တယ်ဖခင်ကိုကိုယ့်ကိုကာယမလုပ်နဲ့ဒီနေ့ဖခင်ကိုကိုယ့်ကိုကာယလုပ်လို့ရှိရင်တော့ဖခင်ရဲ့စီရရှိတယ်ထို့ပြင်ဒီနေ့ကိုယ့်ရဲ့ဆွတ်တောင်းချက်နော်ကျွန်တော်တို့ဖခင်သခင်ဒီနေ့2025မှာငါဆွတ်တောင်းခဲ့တဲ့အရာတွေကျွန်တော်တို့ရေးထားဖို့ပြီးတဲ့အခါမှာ2025ကုန်သွားတဲ့အခါမှာကျွန်တော်တို့ပြန်လဲဆန်းစစ်ဖို့အခု2026မှာကျွန်တော်တို့စလည်ပြီးတော့ကျွန်တော်တို့ဆွတ်တောင်းပြီးတော့2026ကုန်သွားတဲ့အခါမှာဘုရားသခင်ရဲ့ပြင်ဆင်ခြင်းဘုရားသခင်ရဲ့အဖြစ်ပေးခြင်းဘုရားသခင်ရဲ့ဖော်ပြခြင်းဒါတွေကိုကျွန်တော်တို့နောင်သားတွေအတွက်ကျွန်တော်တို့သူတို့ကိုငါတို့ဘုရားကတော့ငါ့ကိုဒီလိုပဲမှားစားခဲ့တယ်မင်းသိဖို့ဖြစ်တယ်မင်းမြည်ဆန်းကြည့်ဖို့ဖြစ်တယ်ဒါဟာကျွန်တော်တို့အတွက်တန်ဝန်ဝတ္တရားတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ရတယ်ဒီမှုရာအဖြစ်ကျွန်တော်တို့ဆက်လက်ပြီးတော့ဘဝသင်ခန်းစာယူပြီးတော့ဆက်လက်သွားဖို့ရဖြစ်ပါတယ်ကျွန်တော်တို့အငယ်3နဲ့6မှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဘုရားသခင်ကသူတို့ကိုသတိပေးပါတယ်နော်သတိပေးတဲ့စကားလုံးထဲမှာသင်တို့မောရှေကအာရုန်နဲ့ဒီဖရင်ဘာရောဘင်ထံသို့ဝင်ပြီးဟေဘရဲလူတို့၏ဘုရားသခင်ထာဝရဘုရားသခင်ကငါရှေ့မှာကိုမနှိမ့်ချပဲအဘယ်များကာလပတ်လုံးနေလိမ့်မည်နီငါ၏လူတို့ကိုငါဝတ်ပြုရန်အကြောင်းသွားရသောအခွင့်ကိုပေးလောဒါမှမဟုတ်လို့ဘူးဆိုလို့ရှိရင်တော့ကျိုင်းကောင်ကပ်ပေးနဲ့မနေ့ဖန်ကဆောင်ခဲ့မယ်ဆိုတော့ဒီနေရာဒီစကလုံးလေးရဲ့ဒီအပိုက်မှာကျွန်တော်ရရှိတဲ့စကလုံးကငါရှေ့မှာကိုမနှိမ့်ချပဲအဘယ်များကာလပတ်လုံးရှိနေမည်နီဆိုလို့ရှင်တဲ့အတိတ်ပဲကဒီနေရာမှာဖာရောဘင်ကဒီနေ့သူ့ရဲ့စိတ်နှလုံးခိုင်မာခြင်းညှင်းပယ်ခြင်းအမှုရာဟာဖခင်ရဲ့အချုပ်ချာအာဏာကိုညှင်းပယ်ခြင်းတနည်းအားဖြင့်ဖခင်ရဲ့
တကောအာနာကိုမထီမဲ့မြင်ပြုခြင်းတနည်းအားဖြင့်သူဟာမာနထောင်လွှားနေတဲ့ငါတကောအာနာလုံနိုင်ခြင်းကငါလက်ထဲမှာပဲရှိတယ်တင့်လက်ထဲမှာမရှိဘူးဆိုပြီးတော့အဲ့ဒီအဓိပ္ပာယ်ကိုသက်ရောက်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့မာနထောင်လွှားခြင်းရဲ့လမ်းကကျွန်တော်တို့ကိုဘယ်ကိုတွန်းပို့နေတယ်လဲဆိုလို့ရှိရင်ပျက်စီးခြင်းကိုပဲကျွန်တော်တို့ကိုတွန်းပို့နေတယ်ဆိုတာကိုကျွန်တော်နားလည်ရတယ်ဆိုတော့ဒါကျွန်တော်တို့အတွက်ကျွန်တော်တို့ကြီးမားတဲ့သင်ခန်းစာတစ်ရပ်ဖြစ်ပါတယ်ကျွန်တော်တို့ဒီဘုရားသခင်ရှေ့မှာနှိမ့်ချခြင်းဆိုတဲ့အရာကကျွန်တော်တို့ပြောရလွယ်တယ်ဒါပေမဲ့အခါအားလျော်စွာကျွန်တော်တို့ခေါင်းထဲမှာငါလုံနိုင်တယ်ငါတက်နိုင်တယ်ဆိုတဲ့အရာလေးကကျွန်တော်တို့ရဲ့ experience လောကလူသားဖြစ်တည်အားလို့ဆိုတာဆရာကကျွန်တော်တို့ကိုအမြင့်ရအောင်ကျွန်တော်တို့ဂုံးစင်းမှာကျွန်တော်တို့တွန်းပို့ပေးနေတယ်ကျွန်တော်ပြောဘူးတယ်စင်မှာကျွန်တော်အလုပ်လုပ်တော့ကကျွန်တော် installation မှာမီလုံးအလုံး900 600လောက်ကျွန်တော်တက်ဆင်တဲ့အခါမှာစိတ်ထဲမှာအပေါ်မှာနေနေခေါင်းထဲမှာအလိုလိုနေနေအတွေးရဝင်လာတာအိုးငါတော်လိုက်တာငါကုမ္ပဏီရဲ့ပစ္စည်းတွေတစ်ခုမှမကြမရှုံးမဲနဲ့ငါလုပ်ပေးနိုင်တယ်ပေါ့အဲ့ဒီအတွေးဝင်လာပြီးတော့မကြခင်မှာပဲအဲ့ဒီမီလုံးအကြီးကြီးကအောက်မှာနေဘယ်သူယူသွားလဲမသိဘူးပျောက်သွားတယ်အဲ့ဒီမီလုံးတစ်လုံးက3-4 တောင်အောင်လောက်တန်တဲ့မီလုံးဆိုတော့အဲ့ဒီချိန်မှာနေကျွန်တော်သိလိုက်ပြီးမင်းဘလောက်လဲတော်မင်းဘလောက်လဲတက်မင်းဘလောက်ပဲလုံနိုင်တယ်မင်းဘလောက်အစွမ်းရှိတယ်လဲဆိုတော့အဲ့ဒီမိကိုမင်းကောက်ဖြေစမ်းဆိုပြီးတော့အဲ့ဒီအရာကျွန်တော်ကိုသတိပေးတာကိုကျွန်တော်နားထောင်ပြန်ကြားရောက်မိဆိုတော့ဒီနေရာမှာကျွန်တော်ဘာကိုဖော်ပြဘာသင်ခန်းစာအကြီးမားဆုံးရလဲဆိုလို့ရှိရင်ဘုရားရှိခိုးမှာနှိမ့်ချခြင်းဆိုတဲ့ကြီးမားတဲ့သင်ခန်းစာကျွန်တော်ရရှိပါတယ်ဖာရောဘုရင်ကိုဘုရားသခင် question လို့ဒီလိုမျိုးဒီနေ့ထိုနှိမ့်ချခြင်းရဲ့သင်ခန်းစာကိုကျွန်တော်တို့တမန်ကျမ်းစာထဲမှာကျွန်တော်တို့အထူးဖော်ပြပေးထားတာရှိပါတယ်ကျွန်တော်တို့နဗုခဒ်နေဇာမင်းအကြောင်းကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒန်နီလအခန်းကြီး4မှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေ့နိုင်ပါတယ်သူ့ရဲ့အကြောင်းဒန်နီလအခန်းကြီး4ငယ်29မှာ12လလွန်ပြီးတော့ဘာဗုလုန်နန်းတော်ပေါ်မှာဇင်းကြံသွားလျက်ဤမြို့ကငါနိုင်ငံတည်ရာငါရွှေဖုံးတော်ကိုချီးမြှောက်ရာငါတကောအာနုဘောအဖင်ငါတီလို့တော်ဘာဗုလုန်မြို့ကြီးမဟုတ်လောဟုမွတ်ဆို၏ထိုမွတ်ဆိုဇင်ပင်ကောင်းကင်မှာတက်ရောက်သောအတန်မူကားအိုးနဗုခဒ်နေဇာမင်းကြီးချက်ချင်းပဲဒီကနေ့ငါဆိုတဲ့အဲ့စကလုံးမဆုံးခင်မှာပဲတင်းရဲ့ငါဘယ်မှာလဲဆိုတာကိုမေးခံရတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီ story နဲ့ရင်းနှီးပြီးသားဖြစ်တယ်သူကအမွေးမြင့်နေပေါက်ပြီးတော့ trade center တို့အတူတူသွားပြီးတော့ထွက်သွားရတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်အဲ့တော့အချိန်တန်တဲ့အခါမှာသူပြန်လာတဲ့အခါမှာသူ့ရဲ့အရာကိုဒန်နီလထဲမှာ record လုပ်ထားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒန်နီလ4ငယ်35မှာမြေကြီးသားတို့ကိုဘာမှမဟုတ်သောအရာကဲ့သို့မှတ်တော်မူ၏ကောင်းကင်သားဖြစ်စေမြေကြီးသားဖြစ်စေအလိုရှိသည့်တိုင်ပြုတော်မူ၏ကိုရော၏လက်တော်ကိုစီးတားနိုင်တော်သူမရှိကိုရောမိတို့ပြုပြီးသည်နည်းဟုဆိုနိုင်တော်သူမရှိဒါကဒီကနေ့သူဟာအရာခတ်သိမ်းကိုပိုင်တတ်သောရှင်သူလှုပ်ချင်တဲ့အရာကိုသူလှုပ်နိုင်တယ်ဆိုတာကိုကျွန်တော်တို့ဝန်ခံဖို့ရရှိတယ်ကျွန်တော်တို့ဝန်ခံဖို့ရရှိတယ်ကျွန်တော်တို့အစွမ်းအစနဲ့ကျွန်တော်တို့ဘာတစ်ခုမှမလုပ်နိုင်ဘူးအမြဲတမ်းဟာခွဲလူသားမှာအမြဲတမ်းဟာခွဲတွေရှိတယ်အဲ့ဒီဟာခွဲကဖျားပဲဖြစ်စီပေးနိုင်တယ်ဆိုတာကိုကျွန်တော်အနေနဲ့အထူးကျွန်တော်ရှာဖွေတွေ့ရှိမိတယ်ကျွန်တော်ခဏပြောလို့ရှိပါတယ်ကျွန်တော်စင်ကာပူမှာနေထိုင်တဲ့အခါမှာစင်ကာပူနိုင်ငံအမြဲတမ်းသူတို့ဂုဏ်ယူတယ်သူတို့နိုင်ငံခုနှစ်တော့ကျွန်တော်မမှတ်မိဘူးအဲ့ဒီတခုတော့မှသူတို့ရဲ့ဝန်ကြီးချုပ်ကနယ်သာလန်လားဆွစ်ဇာလန်လားမသိဘူးအဲ့မှာသူဘာသာပြောလဲဆိုလို့ရှိရင်ငါတို့နိုင်ငံကယူအိုလံပစ်ရမယ်တဲ့အဲ့ဒီယူအိုလံပစ်ရတဲ့အရာကတဲ့ဘာဖြစ်လဲဆိုလို့ရှိရင်ငါတို့နိုင်ငံ security အရင်ကောင်းလို့တဲ့အဲ့သူပြောပြီးနောက်တစ်ရက်မှာသူထောင်တွေကနေပြီးတော့လူဆိုးတယောက်နော်ထိတ်တန်းလူဆိုးတယောက် terrorist တယောက်ထွက်ပြေးဖောက်ပြီးတော့ထွက်ပြေးသွားတယ်အဲ့ဒီထွက်ပြေးတဲ့လူကလည်းခြေတော်တစ်ဖက်မတန်နော်ဘယ်လောက်ရှုပ်ဖို့ကောင်းလဲသူတို့ပြန်ဖမ်းလို့မရဘူးမလေးရှားရောက်သွားရတယ်ပြီးတော့မှသူတို့ပြန်ဖမ်းပေးတယ်တို့တူပဲအဲ့ဒီမတိုင်ခင်မှာ SIA ရဲ့ stock share
သူတို့အရန်ဟိုသတင်းစာထဲမှာတခါတည်းငါတို့ရဲ့ stock ဈေးကွက်ကဘယ်လိုဖြစ်တယ်ညာလိုဖြစ်တယ်နောက်တစ်ရက်မှာသူတို့ရဲ့လေကြောင်း flight number တော့ကျွန်တော်မမှတ်မိတော့ Monsi River Indonesia ဟိုနေနဲ့ထိုးဆင်းသွားပြီးတော့ခါကျတော့သူတို့ရဲ့ flight သူတို့ရဲ့ stock share အရန်အောက်ထိုးဆင်းသွားတယ်2019မှာသူတို့ရဲ့ခြံကြီးကအရန်ဟိုတက်ရမှုတက်ရှင်းပြီးတော့ဂုံယူတယ်သူတို့ကမ္ဘာအကောင်းဆုံး3ကာလ4ကာလမျိုးဇက်တိုက်ရတယ်ပေါ့ပြောပြီးသိမချခင်မှာပဲအဲ့ဒီ airport တစ်ခုလုံးရပ်ပလိုက်ရတယ် covid ကြောင့်0ကောင်းကင်တစ်ခုလုံး0ဖြစ်သွားတယ်ကျွန်တော်ဘာလို့မိမောင်းထိုးပြနေတာလဲဆိုလို့ရှိရင်လူသားဘလောက်ပဲကျွမ်းကျင်စွာလှုပ်ဆောင်နိုင်တော့ညာလည်းပဲဒီမှာဟာကွက်ရှိတယ်အဲ့ဒီဟာကွက်ကဖျားသခင်ပဲတည်တယ်ကျွန်တော်တို့လူသားတွေဘာမှမလုပ်နိုင်ဘူးကောင်းကင်သားကိုဖြစ်စေမြေကြီးသားကိုဖြစ်စေအလိုရှိတဲ့အတိုင်းပြုတော်မူတယ်ကိုရိုလက်ကိုစီတားနိုင်တော့သူမရှိဒါကိုကျွန်တော်တို့ခံယူဖို့လိုတယ်အဲ့တော့ကျွန်တော်တို့လုပ်ရမယ့်အရာကကျွန်တော်တို့လုပ်ရမယ့်အရာကဘာလဲဆိုလို့ရှိရင်တမန်တော်ရှင်ပေါလုတမန်တော်ပေတရုနဲ့ရှင်ယာကုပ်ကကျွန်တော်တို့ကိုအထူးသွန်သင်ထားတယ်ထာဝရရှိတော်နဲ့မိမိကိုယ်ကိုနှိမ့်ချလို့တို့ပြုနေကိုယ်တော်ဒီသင်တို့ကိုချီးမြှောက်တော်မူလိမ့်မည်အချိန်တန်သောအခါသင်တို့ကိုချီးမြှောက်တော်မူမည်အကြောင်းဘုရားသခင်တကူကြီးသောလက်တော်အောင်တော်မိမိကိုယ်ကိုနှိမ့်ချကြလောရှင်ပေတရုကကိုရောနဲ့အနီးကပ်ဆုံးနေရတဲ့လူသားတစ်ယောက်ဖြစ်တယ်သူခံယူရရှိတဲ့သင်ခန်းစာကျွန်တော်တို့ကိုပြန်လဲအထူးပို့ချပေးလဲရှိတယ်အဲ့ဒီသင်ခန်းစာကိုကျွန်တော်တို့ဘဝနဲ့ကျွန်တော်တို့ဆောင်ယူသွားဖို့ရရှိတယ်မမလျော်ကျွန်တော်တို့ခံယူဖို့ရရှိတယ်ဒါကျွန်တော်တို့အတွက်အထူးသင်ခန်းစာတရားဆိုတာကိုကျွန်တော်တို့နားလည်ဖို့ရှိတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့အငယ်9ကနေ17မှာအခုနကျွန်တော်တို့သတိပေးခြင်းခံပြီးတဲ့အခါမှာကျွန်တော်တို့အငယ်9ကနေ17ကိုရောက်လာတဲ့အခါမှာသူကဖာရောဘင်က negotiate လုပ်တယ်နော်အဲ့တော့ဒီညမှာမင်းတို့သွားလို့ရှိရင်လည်းပဲနော်အမျိုးသားတွေပဲသွားတော့ဆိုဒီညမှာမောရှေကသူဝတ်ပြုကိုးကွယ်သွားမယ်နေရာကိုကျွန်တော်တို့ကိုတိတိလင်းလင်းကျွန်တော်တို့အပေးယူဘာမှ compromise မလုပ်ဘဲနဲ့ကျွန်တော်တို့ကိုဖော်ပြပေးထားတယ်အငယ်9မှာမောရှေကကျွန်တော်တို့ဒီသူငယ်သူ့အိုသားသမီးသို့နွားပါလျက်သွားရပါမည်အကြောင်းသွားမည်အကြောင်းမူကားထာဝရဘုရားရှေ့တော်၌ပွဲခံရမည်ဟုပြန်ဆိုလေတော့ဆိုတော့ဒီနေရာမှာကျွန်တော်တို့အတွက်ကြီးမားတဲ့သင်ခန်းစာတစ်ခုရှိပါတယ်ကျွန်တော်တို့ဝတ်ပြုကိုးကွယ်ခြင်းမောရှေကသူ့ရဲ့ဝတ်ပြုကိုးကွယ်ခြင်းမှာအလုံးပါဝင်ဖို့တောင်းဆိုတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ခေတ်ကာလနဲ့ကျွန်တော်တို့ပြန်ပြီးတော့ချိန်ထိုးကြည့်လို့ရှိရင်ကျွန်တော်တို့အတွက်ဘာဖြစ်မလဲကျွန်တော်တို့ဝတ်ပြုကိုးကွယ်ခြင်းကအုတ်တုံးအနံ့ခြင်းဆိုတဲ့အခြေခံအုတ်မြစ်ဖြစ်တယ်ဆိုတာကိုကျွန်တော်နားလည်ရတယ်ကျွန်တော်တို့ compromise ကျွန်တော်ခုနအစပြောထားတဲ့အဲဒီအသက်ငယ်ငယ်ရွယ်နဲ့တင်းဟုတ်ရှာလေးပေါ့နော်သူညမနှိမ့်ဆက်ခြင်းကျွန်တော်မဟုတ်ဆိုကျွန်တော်အသက်ခံတဲ့ခြင်းကျွန်တော်အဲ့ article မှာသူနေထိုင်တဲ့ရွာကသူကဝတ်ပြုကိုးကွယ်ခြင်းမှာပဲအဲ့လိုပဲသူ့ကို ritual ပုံတစ်ခုကိုလောက်ခိုင်းနေပေါ့နော်ဆိုတော့ तू ကအဲ့ဒါကိုမလုပ်ဘူး तू ကသူ့ရဲ့ဝတ်ပြုကိုးကွယ်မှုကိုဒီနေ့ခိုင်မာစွာရပ်တည်ပြီးတော့ तू ကအဲ့ဒီຢာကိုညှင်းပယ်ခဲ့တယ်ဆိုတော့ဒါကကျွန်တော်တို့အတွက်အခြေခံသတိရဖို့အတွက်အုံမြစ်တစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်သတိပေးခြင်းတယ်ဘယ်ချိန်ဘယ်ကာလမှာကျွန်တော်တို့ကိုဘယ်လိုပုံစံမျိုးနဲ့ကျွန်တော်တို့ဘယ်လိုချင်းကပ်လာမလဲဆိုတော့ကျွန်တော်နားမလဲဘူးဒါပေမဲ့ကျွန်တော်တို့ခံယူထားတာကသခင်ယေရှုကိုကျွန်တော်တို့ဝတ်ပြုကိုးကွယ်ခြင်းသခင်ယေရှုကိုယုံကြည်ခြင်းဆိုတဲ့အဲ့ဒီပုံမှာအခြေခံပြီးတော့ကျွန်တော်တို့ကို negotiate လုပ်ဖို့ compromise လုပ်ဖို့ကြုံလာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆင်ခြင်နှလုံးသွင်းဖို့ကဒီနေ့မောရှေကိုကျွန်တော်တို့အတူယူဖို့ရှိတယ်ကျွန်တော်လုံးဝအောက်သို့စက္ကအနံ့ခြင်းဆိုတဲ့အရာကိုကျွန်တော်တို့သတိရဖို့အတွက်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ရတယ်ဒါကျွန်တော်တို့အတွက်ကြီးမားတဲ့သင်ခန်းစာဖြစ်ကြောင်းဖော်ပြပေးချင်ပါတယ်အငယ်7ကနေ15မှာကျွန်တော်တို့ကပ်ဘေးကျွန်တော်8ကြိမ်မြောက်ကပ်ဘေးကိုကျွန်တော်တို့ထပ်မံကြုံတွေ့ရတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒီကပ်ဘေးဟာဘုရားသခင်ဒီတဘာဝတရားအပေါ်မှာဘုရားသခင်ရဲ့ထိန်ချုပ်မှုနိုင်ငံတနိုင်ငံရဲ့စီးပွားရေးတည်ငြိမ်မှုနဲ့နောက်ဆက်မှုနိုင်စွမ်းဆိုတာကိုအထူးဖော်ပြပေးထားတာကိုကျွန်တော်တို့တွေ့ရတယ်ထို့အတူပဲဒီကျိုင်းကောင်များဟာသူတို့ရဲ့
ကောက်ပဲသီးနဲ့နတ်ဖျားဟောနော်နီပါဆိုတဲ့နတ်ဖျားရဲ့မြေကြီးနတ်ဖျားဂတ်ဆိုတဲ့နတ်ဖျားတွေကိုသူကထိုးခွဲလိုက်ခြင်းဖြစ်တယ်အရှက်ခွဲလိုက်ခြင်းဖြစ်တယ်တင်တို့ရဲ့ရှိပါတယ်ဆိုတဲ့ကာကွယ်နိုင်မှာဆိုတဲ့ကောက်ပဲသီးနဲ့ကိုကာကွယ်နိုင်တယ်မြေကြီးကိုကာကွယ်နိုင်တယ်ဆိုတဲ့အမှုရဘယ်မှာလဲတင်တို့ရဲ့အစွမ်းအစားဆိုပြီးတော့ဖျားသခင်ကသူတို့ကိုအဲ့ဒီမိဂုံနဲ့တရုပ်ပြလိုက်ခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ရတယ်ဖြည့်စမ်းမင်းတို့ယုံကြည်တဲ့မင်းတို့ကောက်ပဲသီးနဲ့နတ်ဖျားကဘာလုပ်နိုင်သေးလဲဒါကသူတို့အတွက်ကျွန်တော်တို့သင်ခန်းစာဖြစ်တယ်ဆိုတာကိုကျွန်တော်နားလည်ရတယ်အဲ့တော့ဘုရားသခင်ကကျိုင်းကောင်တွေကိုလေနဲ့အတူတည်ဆောင်လာခိုင်းတယ်လို့လေနဲ့အတူလေတိုက်ပြီးတော့ပင်လယ်ထဲကိုပြန်ကျသွားစေတယ်မောရှေတောင်းပန်တဲ့အခါမှာကျိုင်းကောင်တွေတကောင်မှမကြံဘူးတဲ့နော်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ကြီးမားတဲ့အရာပဲဘုရားသခင်ကတဘာဝတရားပေါ်မှာသူ့ရဲ့အမိတ်သူ့ရဲ့တကောအာနာရှိနေတယ်ဖန်ဆင်းခြင်းအရာနဲ့ကင်းလွတ်သောအရာဘာတစ်ခုမှမရှိသောကြောင့်သူဖန်ဆင်းသောအရာမှန်သမျှတို့သည်သူ့ရဲ့စကားကိုနားထောင်ပြီးတော့သူလှုပ်ခိုင်းစေခိုင်းသောအရာမှန်သမျှလှုပ်ဆောင်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ဒါဟာကျွန်တော်တို့အတွက်ကြီးမားတဲ့သင်ခန်းစာကိုအမြဲသတိချက်ဖို့အတွက်လိုအပ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ရတယ်ဒီအကြောင်းအရာတွေကိုလည်းပဲမောရှေရဲ့လူသားများဣသရေလလူသားများကမျက်ဝါးတင်နေမြင်တွေ့ပြီးတဲ့အခါမှာသူတို့ရဲ့သားသမီးတွေကိုပြန်လဲပြောပြပြီးတော့ငါတို့ယုံကြည်တဲ့ငါတို့ကိုကိုးကွယ်တဲ့မိုးနဲ့မြေကိုဖန်ဆင်းတဲ့အရှင်ကတော့ဒီဖျားပဲဒီလိုငါတို့ကိုလှုပ်ခဲ့တယ်အဂုရုလူမျိုးတွေကိုဒီလိုလှုပ်ခဲ့တယ်သူတို့နတ်ဖျားကောက်ပဲသီးတဲ့နတ်ဖျားဆိုတဲ့နီပါဆိုတဲ့နတ်ဖျားရှိတယ်ဂတ်ဆိုတဲ့နတ်ဖျားရှိတယ်သူတို့ဘာမှမလုပ်နိုင်ဘူးငါတို့ယုံကြည်တဲ့မိုးနဲ့မြေယာဝေးဆိုတဲ့ဖျားကတော့ဒီနေ့ငါတို့ကိုဒီလိုမျိုးတက်တဲ့နမိတ်လက္ခဏာတွေနဲ့သူရှိကြောင်းပြခဲ့တယ်။သားတို့သမီးတို့ရေအဲ့ဒါကိုမမေ့နဲ့ငါတို့တော့မျက်ဝါးတင်နေတွေ့ခဲ့ရတယ်။သင်တို့အဲ့ဒါကိုမမေ့နဲ့ငါတို့ဘိုးဘွေးတွေရဲ့ဖျားကိုနင်တို့မမေ့နဲ့သူတို့မှာပြောပြဖို့အတွက်ပြောပြစရာ story တွေရှိခဲ့ပါတယ်။ဒါကျွန်တော်တို့အတွက်သင်ခန်းစာနဲ့ကျွန်တော်တို့အတွက်ပြောပြစရာကျွန်တော်တို့ဘဝအသက်တာမှာလည်းရှိမယ်ဆိုတာကိုကျွန်တော်တို့ပြန်စဉ်းစားမယ်ဆိုလို့ရှိရင်ဘုရားသခင်ကကျွန်တော်တို့ကိုကြုံတွေ့ရတဲ့အခက်အခဲတွေမှာဘယ်လိုကူညီခဲ့လဲဆိုတာကိုကျွန်တော်ဆိုလို့ရှိရင်ရေနှခါနစ်ဘူးရယ်ကျွန်တော်ရေကူးတက်တယ်ရေကူးတက်တယ်ဒါပေမဲ့ရေနစ်တယ်ပထမတစ်ခါမှာကျွန်တော်တင်ငင်ရန်ကုန်တင်ငင်မြစ်ထက်မှာအဲ့တော့ညဘက်ကျွန်တော်ညကျူတီကြားတဲ့အခါကျတော့မြစ်လယ်မှာကျွန်တော်မီးပြတ်နေတယ်ကျွန်တော်အဲ့လှေလေးနဲ့သွားလိုက်တယ်ဆိုတော့ရေကတအားစီးတယ်ခတ်တဲ့လူကသူရေစီးတယ်သူမခံနိုင်တဲ့အခါမှာလှေကလေးကကြောက်ကျိုးနဲ့ရိုက်ပြီးတော့တမောအောက်ဝင်သွားတမောကြီးအောက်ဝင်သွားတယ်အဲ့ဒီအချိန်မှာကျွန်တော်ဘယ်လိုဖြစ်လဲဆိုတာကျွန်တော်ကိုမသိဘူးဒါပေမဲ့ကျွန်တော်သိလိုက်တဲ့အချိန်ကကျွန်တော်ကြောက်ကျိုးပေါ်ကိုရောက်နေတယ်ဒါဟာဖျားလောက်တာဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ရေကူးတက်တော်ညာလည်းပဲကျွန်တော်တမောအောက်ရောက်သွားရင်ကျွန်တော်ဘာမှလုပ်လို့မရဘူးနောက်တစ်ခုကကျွန်တော်စင်ကာပူရောက်တဲ့အခါမှာကျွန်တော်တို့ရေကူးကန်မှာသွားပြီးတော့ရေကူးတယ်ရေဆင်းချင်းကျွန်တော်သမီးနှစ်ယောက်ကိုကျွန်တော်ရေဘယ်လိုကူးရလဲဆိုတာကိုတင်ပြရင်နဲ့ကျွန်တော်ကအကျော်တက်တယ်ဆိုတာကျွန်တော်တို့ကြားဘူးမအောင်ကျွန်တော်အကျော်တက်ပြီးတော့ကျွန်တော်လက်ပဲလှုပ်နိုင်တယ်ခြေတော်မလှုပ်နိုင်တော့အဲ့ဒီချိန်မှာကျွန်တော်ရေတော်တော်လေးတောက်နေရတယ်အဲ့တော့ကျွန်တော်နောက်ဆုံးတော့ကျိုးလေးတစ်ချောင်းကိုမိလိုက်တယ်အဲ့ကျွန်တော်အကျိုးလေးဆွဲပြီးတော့ပြန်တက်လာပြီးတော့ကျွန်တော်မျိုးသမီးကကျွန်တော်ကြည့်နေတာပဲငါရေနစ်နေတာနေမသိဘူးလားမသိဘူးတဲ့ဖခင်ကကျွန်တော်ကိုကယ်မခဲ့တယ်ဒါဟာမတော်တဆမဟုတ်ဘူးဆိုတော့ဣသရေလလူမျိုးတွေလည်းပဲသူတို့ကြုံတွေ့ခဲ့ရတဲ့အရာတွေကိုငါတို့ယုံကြည်တဲ့ဖခင်ကတော့ငါတို့ကိုဒီနိမိတ်လက္ခဏာတွေနဲ့ပြခဲ့တယ်ဒါပြီးလို့ရှိရင်ကျွန်တော်တို့ရှေ့ဆက်သွားတဲ့အခါမှာကျွန်တော်ကြီးမားတဲ့အရာတွေကျွန်တော်တို့ကြုံတွေ့ရဖို့ရှိသေးတယ်ဒါကျွန်တော်တို့အတွက်သတိရစရာအကြောင်းဖြစ်တယ်ထိုဖခင်ဟာတဘာဝအပေါ်မှာလည်းပဲချုပ်ကင်ထားတဲ့ဖခင်ဆိုတာကိုကျွန်တော်တို့သတိချဖို့အတွက်ကျွန်တော်တို့နားလည်ဖို့အတွက်ခံယူဖို့အတွက်ဖြစ်တယ်အငယ်16ကနေ20မှာကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာဖ
ကျွန်တော်တို့ဘာတွေ့ရမလဲဆိုလို့ရှိရင်ဘုရားသခင်ကဖာရောဘင်ရဲ့စိတ်နှလုံးကိုခိုင်မာစေတယ်ဆိုတော့ဒီအရာအလုံးကလည်းပဲကျွန်တော်တို့ခုနအငယ်1နဲ့2မှာကျွန်တော်တို့သိခဲ့ပြီးပြီဒီအရာခံမာစေခြင်းကသူ့ရဲ့တကိုးနဲ့သူ့ရဲ့ဘုန်းတော်ထင်ရှားဖို့အတွက်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ထို့အတူဒီနေ့သူဟာအချုပ်ချာအာဏာဒီနေ့ကျွန်တော်တို့ရဲ့နှလုံးသားတွေကိုထိုးထွင်းသိမြင်နိုင်တဲ့အရှင်ဖြစ်ကြောင်းကိုကျွန်တော်တို့ကိုဖော်ပြပေးခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ရတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဒီအပိုက်ဒီအခန်းကြီး30မှာလည်းကျွန်တော်တို့အငယ်1အငယ်20အငယ်29မှာ3ချိန်တိတိနော်ကျွန်တော်တို့တွေ့ရတယ်ထာဝရဘုရားသည်ဖာရောဘင်နှလုံးကိုခိုင်မာစေတော်မူသည်ဖြင့်ဣသရေလလူမျိုးသားတို့ကိုမလွတ်ဘဲနေပြန်၏ဒီနေ့ကျွန်တော်တို့လူရဲ့အတွင်းနှလုံးသားကိုကျွန်တော်တို့ဒီနေ့တိုးတက်လာတဲ့ခက်ကတော့ကျွန်တော်တို့အများကြီးပေါ့နော်သိပ္ပံပညာတွေကနောက်ဆုံးခုသူတို့ဘယ်လောက်ထိကျွန်တော်နေခဲ့တဲ့နိုင်ငံမှာသူတို့ကဒီ F16 ကိုသူတို့ဝယ်တယ်အခုတော့တော်တော်မြင့်နေပြီပေါ့နော်ကျွန်တော်တို့အဲ့ဒါလွန်ခဲ့တဲ့နှစ်ပေါင်း15နှစ်20လောက်တည်းကဖြစ်တဲ့အရာပိုင်းလောကမျက်လုံးနဲ့ကြည့်လိုက်တာနဲ့တပြိုင်တည်းသူ့မျက်လုံးကဒီ object ကိုကြည့်လိုက်တာနဲ့တပြိုင်တည်းအဲ့ဒီလက်နှိပ်လိုက်တဲ့ပြန်နဲ့အဲ့ဒီ object ကမလွဲဘူးဒါသိပ္ပံပညာရဲ့ထွန်းကားမှုတာကိုကျွန်တော်ပြောတာဒါပေမဲ့ဘယ်လောက်ပဲထွန်းကားတယ်ညာလည်းပဲဒီနေ့သူတို့စူးစမ်းပြီးတော့လှုပ်ဆောင်နေတယ်အခုချိန်ထိတော့ကျွန်တော်ရှာဖွေပြီးတော့မတွေ့သေးဘူးပေါ့နော်ဆိုတော့ဘုရားသခင်ကဒီနေ့စိတ်နှလုံးကိုဒီလိုမျိုးကျွန်တော်တို့ကိုမှုန့်နေတယ်လို့မျိုးနေလို့ရတယ်ဆိုတာကိုဒီနေ့ကျွန်တော်တို့ခံယူလို့ရတယ်ဆိုတော့ဒါကိုကျွန်တော်တို့သတိထားပြီးတော့သတိရပြီးတော့ကျွန်တော်တို့အတွက်အကြီးမားတဲ့သင်ခန်းစာတစ်ခုကျွန်တော်တို့ခံယူသွားဖို့ဖြစ်တယ်ဆိုတာကိုဖော်ပြပေးချင်ပါတယ်နော်ဒါကသူ့ရဲ့စိတ်နှလုံးခိုင်မာမှုနဲ့ကျွန်တော်တို့ဒီနေ့ဘုရားသခင်ရဲ့လှုပ်ဆောင်မှုကိုကျွန်တော်တို့ဒွန်တွဲပြီးတော့ဖော်ပြခြင်းဖြစ်ပါတယ်တစ်ဆက်တည်းမှာပဲကျွန်တော်တို့ပြီးတဲ့အခါမှာအငယ်21နဲ့23မှာကျွန်တော်တို့အငယ်21နဲ့23မှာကျွန်တော်တို့ဘာတွေ့ရလဲဆိုလို့ရှိရင်အငယ်21နဲ့23မှာကျွန်တော်တို့ကိုးခုမြောက်ကပ်ဘေးကိုကျွန်တော်တို့ကြုံကိုင်းနေဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ဒီကိုးခုမြောက်ကပ်ဘေးမှာကျွန်တော်တို့အမောင်တုဖုံးလွှမ်းတယ်ကျွန်တော်တို့အမောင်တုဖုံးလွှမ်းတယ်ဒီအမောင်တုဖုံးလွှမ်းမှုကဘယ်လောက်ထိဖုံးလွှမ်းလဲဆိုလို့ရှိရင်တယောက်နဲ့တယောက်ကိုမမြင်နိုင်ကြဘူး3ရက်ပတ်လုံးမှာအဘယ်သူမှမိမိနေရာမှာမထရကြဘယ်လောက်ထိကြောက်စရာကောင်းလဲကျွန်တော်တို့တော့မကြုံဘူးသေးဘူးကျွန်တော်တို့မိုးတဲထန်တော့ရွာတာလောက်ပဲကျွန်တော်တို့ကြုံဘူးတယ်အဲ့လောက်ထိမှောင်ကြီးမဲထဲမှာကျွန်တော်တို့မကြုံဘူးသေးဘူးဆိုတော့ဒီလိုအမောင်ကြုံရခြင်းရဲ့အကြောင်းရင်းရာကဒီကပ်ဘေးဟာအကြီးတို့ရဲ့အစ်လူမျိုးတွေရဲ့ဘာသာရေးအလယ်ဘဟုကိုရိုက်ချိုးခြင်းဖြစ်တယ်ကျွန်တော်ဆိုင်ဆရာကြီးနှစ်ယောက်ရဲ့သူတို့တင်ပြမှတ်ချက်ပေးထားတဲ့အရာလေးဖော်ပြပေးချင်ပါတယ်တယောက်ကဘာပြောလဲဆိုလို့ရှိရင်ဆိုင်ဆရာမကြီးခံမဲ့ join ဖြစ်ပါတယ်သူကသူတို့ရဲ့ယုံကြည်ချက်ပေါ့နော်သူတို့ယုံကြည်ထားတာကဒီအစ်လူမျိုးတွေကဒီဖာရောဘင်ကသူတို့ရဲ့နေနတ်မင်းကဝင်စားထားတယ်လို့သူတို့ယုံကြည်ထားတယ်အဲ့တော့အဲ့ဒီနေနတ်မင်းဝင်စားထားတဲ့အတွက်ကြောင့်မလို့သူတို့ဒီဘရင်ကတိုင်းပြည်ရဲ့တည်ငြိမ်မှုအေးချမ်းမှုတာယာမှုဒါတွေကိုသူဖန်ဆင်းလို့ရတယ်ဆိုတော့ဒါသူတို့ရဲ့ယုံကြည်မှုပေါ့နော်ဒါပေမဲ့အဲ့လိုအမောင်တုရောက်သွားတဲ့အမောင်တုမျိုးဟိုနေလို့သွားတဲ့အခါမှာဘာကိုညွန်ပြနေလဲဆိုလို့ရှိရင်ဖာရောဘင်ဟာဘာအစွမ်းမှမရှိဘူးဆိုတဲ့အကြောင်းကိုဒီနေ့ဘုရားရှိခိုးကျွန်တော်တို့အစွမ်းမဲ့ရောက်ရှိသွားတယ်ဆိုတာကိုကျွန်တော်မိမောင်းထိုးပြလျက်ရှိတယ်ဒါဒီဆရာမကြီးကဖော်ပြတဲ့မှတ်ချက်ပေးထားသူလေ့လာတွေ့ရှိတဲ့အရာပေါ့နော်ဒါသူတို့ရဲ့သမိုင်းတွေကိုသူတို့ရှာဖွေတဲ့အခါမှာတွေ့ရှိတဲ့အကြောင်းအရာဆိုတော့နေနတ်ဖျားဝင်စားထားတယ်လို့သူတို့ယုံကြည်တယ်ပေါ့ဆိုတော့ဖာရောဘင်ကဒါကြောင့်မို့သူအားကိုးတယ်ဖျားတဆူလိုပဲပေါ့ဆိုတော့ဒါဆိုင်ဆရာမကြီးတယောက်နောက်တယောက်ကကျွန်တော်တို့John David ဆိုတဲ့ဆိုင်ဆရာကသူကဘာဖော်ပြလဲဆိုလို့ရှိရင်ဒီအစ်ဂျစ်လူမျိုးတွေကိုးကွယ်တဲ့အဓိကနတ်ဖျားတွေထဲမှာရီဆိုတဲ့နတ်ဖျားကဒီနေနတ်ဖျားကအကြီးမားဆုံးပဲဆိုတော့ဒီနေဆိုတဲ့အလင်းကိုပေးတယ်ဆိုတဲ့အရာကိုကျွန်တော်နားလည်ရတယ်ပြီးတဲ့အခါမှာဒီအမောင်ကိုကျသွားတဲ့အခါမှာမင်းပေးချင်တဲ့အလင်းမင်းလှုပ်ချင်တဲ့အလင်းဘယ်မှာရှိလဲဆိုတဲ့အမေကုန်းကိုဖြေစမ်း
ကျွန်တော်တို့ဖြစ်နိုင်စွမ်းမရှိဘူးဆိုတာကိုကျွန်တော်တို့နားလည်ရဒါဟာကျွန်တော်တို့အတွက်မိုးနဲ့မြေကိုဖန်ဆင်းရှင်သာလျှင်ထိုအမောင်အလင်းကိုခွဲခြားနိုင်တယ်တစ်ဆက်တည်းမှာပဲသူဂတိပေးထားတဲ့အတိုင်းပဲသူဂတိပေးထားတဲ့အတိုင်းပဲသူ့လူမျိုးတွေရှိတဲ့နေရာမှာသူ့လူမျိုးတွေရှိတဲ့နေရာမှာနော်သူ့လူမျိုးတွေရှိတဲ့နေရာမှာဘာမှမဖြစ်ပဲတဲ့လင်းလျက်ရှိတယ်ဣသေလလူမျိုးများအပေါင်းတို့သည်မိမိတို့နေရာ၌အလင်းကိုရကြ၏ထူးခြားတဲ့အရာတစ်ခုဖြစ်ပါတယ်။နော်ကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာအခန်းကြီး၈ငယ်22မှာရင်ရဲများကအေဂုရုပြည်မှာတပြည်လုံးပြည့်နေတယ်ညာလည်းပဲဂေါရှင်ရမှာရင်ရဲတကောင်းမှမရှိဘူးဆိုတော့ကျွန်တော်တွေ့ရတယ်။ဒါကျွန်တော်တို့မတော်တဆမဟုတ်ဘုရားသခင်ကဒီနေ့အီဂျစ်လူမျိုးများကိုတိတိတတ်တာသိနိုင်ဖို့အတွက်ဖော်ပြခြင်းဖြစ်တယ်။အငယ်9နဲ့4မှာလည်းပဲဒီနေ့ဣသရေလလူမျိုးများရဲ့အီဂျစ်လူမျိုးများကတရိတ်ဆန်တွေတေချေပျက်စီးရတယ်။သို့တော်ညာပဲဣသရေလလူမျိုးများကတကောင်မှဣသရေလရဲ့ပိုင်ဆိုင်မှုကတကောင်မှတရိတ်ဆန်တွေတကောင်မှမတည်ဘူးဆိုတော့ကျွန်တော်တွေ့ရတယ်။အခုချိန်မှာလည်းပဲအမောင်တို့ကြီးဖုံလွှမ်းနေတဲ့သူ့နိုင်ငံမှာသူ့ရဲ့နေရဒေသမှာဒါပေမဲ့ဣသရေလလူမျိုးများစီမှာဘာတစ်ခုမှကျွန်တော်တို့အမောင်မရှိဘူးလင်းထိန်နေတယ်ဆိုတော့ကိုကျွန်တော်တွေ့ရတယ်။ဒါကျွန်တော်တို့ထူးခြားတဲ့အရာဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်။အဲ့တော့ဒီနေ့ဆလန်ဆရာကကျွန်တော်တို့ကထာဝရဘုရားသခင်ကလင်းဖြစ်တယ်။တကယ်ခရစ်တော်ကလည်းပဲကျွန်တော်တို့သူဟာလင်းဖြစ်တယ်လို့ကျွန်တော်တို့ကိုကြွေးကြော်ထားတယ်။ဒါကျွန်တော်တို့အတွက်သတိရဖို့အတွက်ဖြစ်တယ်။ထူးခြားတဲ့အရာကျွန်တော်တို့ဆောင်ယူသွားမယ်ဆိုတော့ဘုရားနဲ့ပတ်သက်တယ်လို့ရှိရင်ကျွန်တော်တို့ကအလင်းရှိတယ်ဆိုတာကိုကျွန်တော်တို့ခံယူဖို့ကျွန်တော်တို့သင်ခန်းစာယူဖို့အတွက်ဖြစ်တယ်။နောက်ဆုံးငယ်24နဲ့29မှာကျွန်တော်တို့မောရှေကနေပြီးတော့ဖာရောဘုရင်နဲ့ထိတ်တဲ့အခမ်းအနားပဲဖြစ်ပါတယ်။အဲကျွန်တော်တို့မောရှေကိုသူထပ်မံပြီးတော့သူခေါ်ပြီးတော့ဒီနေ့သွားဖို့နေကိုရှစ်ထပ်လုပ်ပါတယ်။ဒါမျိုးသွားဒါပေမဲ့ဟိုနေ့ခေါ်လို့မရဘူးပေါ့နော်။ခေါ်လို့မရဘူးဆိုတော့ဒီတိုးတရိတ်ဆန်တွေကိုခေါ်လို့မရဘူး။သူတို့ညာလည်းပဲမောရှေကဒါကိုခွင့်မပေးဘဲနဲ့နော်ခွင့်မပေးဘဲနဲ့အရှုံးမပေးဘဲနဲ့ဒီနေ့သူတို့သွားမယ့်အရာကမောရှေကထပ်ပြီးတော့ဒီရှေ့မှာပါလာမဲ့ရှေ့မှာသူဖြစ်လာမဲ့အရာကိုထပ်မှန်ပြီးတော့နာခံထားရဲဆိုတာကိုကျွန်တော်တွေ့ရငါတို့ယုံကြည်တဲ့ငါတို့ဘုရားသခင်ကသူဘယ်အကောင်ရွေးမလဲဆိုတာကိုမသိဘူးဒါပေမဲ့ဟိုရောက်မှရွေးမယ်ဆိုတာကိုငါတို့သိရတယ်အကျိုးတင်ပြီးတော့သူတို့နာခံထားရဲဆိုတာကိုကျွန်တော်တွေ့ရတယ်အဲ့တော့ဒီနေရာမှာမောရှေရဲ့နာခံမှုကကျွန်တော်တို့အတွက်နမူနာနဲ့ကျွန်တော်တို့အတွက်ခံယူစရာဖြစ်တယ်အရှုံးမပေးဘူးเนาะအရှုံးမပေးဘူးမောရှေရဲ့အရှုံးမပေးညှင်းဆန်မှုကကျွန်တော်တို့အတွက်ယုံကြည်မှုနမူနာဆိုတာကိုကျွန်တော်တို့ခံယူဖို့ရရှိတယ်ဒါကျွန်တော်တို့အတွက်ကြီးမားတဲ့သင်ခန်းစာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အကုန်လုံးပြင်ပြီးတော့ကျွန်တော်ပြောသွားခဲ့တဲ့အရာတွေအများစွာရှိပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ကြောက်တဲ့အခါမှာဆရာကြီးတစ်ပါးဒေါက်တာဂယ်ရီဆိုတဲ့ဆရာကျွန်တော်တို့မေးလေးရှိသူကသင်ခန်းစာတစ်ခုကိုသူတို့သင်ပြီးတဲ့အခါမှာသူကဒီလိုမေးတယ်ဒီနေ့ငါသင်သွားတဲ့သင်ခန်းစာအပေါ်မှာမင်းအိတ်ကတ်တဲ့ကိုမင်းဘယ်တစ်ခုထက်သွားမလဲဆိုတော့ဒီနေ့လည်းပဲဒီမှာရှိတဲ့ဓမ္မမိတ်ဆွေညီကိုမောင်နှမတို့ကျွန်တော်ပြောသွားတဲ့အရာအများစွာရှိပါတယ်ကျွန်တော်တို့အိတ်ကတ်တဲ့ကိုများဘယ်တစ်ခုထက်သွားမလဲအဲ့တော့ကျွန်တော်အဲ့ဒီမိကွန်းလေးတွေကျွန်တော်တို့ထက်စရာလေး၃ခုကျွန်တော်ထက်ပေးသွားပြီးယူသွားပေးဖို့မေတ္တာရက်ခံချင်ပါတယ်ပထမတစ်ချက်ကသတိရပါဒီကနေ့ဣသရေလလူမျိုးများကိုဘုရားသခင်သင်တို့ကိုဘယ်လိုလှုပ်ဆောင်ခဲ့လဲဆိုတာကိုကျွန်တော်တို့သတိရဖို့အတွက်သတိပေးနေတယ်လို့သတိမရဘူးဆိုရင်သူတို့ရဲ့နှလုံးကလမ်းလွဲဖို့ရှိတယ်အဲ့ဒါကြောင့်သတိရပါအဲ့တော့ဒီနေ့မိမိတို့ရဲ့အိတ်ကလေးတဲ့ကိုသတိရပါဘုရားလှုပ်ဆောင်မှုကိုမမေ့မလျော့ပါနဲ့ဘုရားထပ်မံပြီးတော့လှုပ်ဆောင်အောင်မယ်ဆိုတာလည်းပဲယုံကြည်ပါသတိရပါအဲ့ဒီစကားလေးကိုအိတ်ကလေးထည့်ပေးထားပါဒုတိယတစ်ချက်ကဒီနေ့သူလှုပ်ခဲ့တဲ့အရာကိုသင်ကိုယ်တိုင်နဖူးတွေ့ဒူးတွေ့သိခဲ့ပြီးတဲ့အခါမှာတပားသူကလည်းသင်နဲ့ဆက်ဆိုင်တဲ့သူကလည်းကြားပြောပေးပါကြားပြောပေးပါတစ်ဆင့်စကားပြောပေးပါတစ်ဆင့်စကားပြောပေးပါ
ချစ်တော်ညီကိုမောင်နှမရေကျွန်တော်သခင်ယေရှုနဲ့ဒီလိုတွေ့ခင်ရတယ်သခင်ယေရှုကိုသင်မြည်စမ်းကြည့်ပါလားကျွန်တော်သက်တာမှာကျွန်တော်ဒီလိုမျိုးသွားတဲ့အခါမှာကျွန်တော်ဒီလိုတွေ့ခဲ့တယ်သင်လည်းပဲမြည်စမ်းကြည့်ပါလားတစ်ဆင့်စကားပြောပေးပါတတိယတစ်ခုကမောရှေကဖာရောကိုအလျှော့မပေးဖာရောမင်းကိုအလျှော့မပေးသလိုဝတ်ပြုဖို့အတွက်ဆိုရင်အလျှော့မပေးသလိုဒီနေ့ကျွန်တော်တို့ယုံကြည်မှုအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အလျှော့မပေးကြပါစို့ကျွန်တော်တို့အလျှော့မပေးကြပါနဲ့အမြဲတမ်းရည်ကြည်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းပဲကျွန်တော်ရဲ့အိတ်ကတ်ထဲမှာကျွန်တော်အမြဲတမ်းထည့်ထားဖို့အတွက်ဖြစ်ပါတယ်ဒီနေ့သင်တို့အတွက်ကြီးပဲမဟုတ်ပါကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ကြုံတွေ့ရမယ့်အရာဟာဘယ်လိုကြုံတွေ့ဘယ်အကွင့်မှာဘယ်လိုပုံစံနဲ့ကျွန်တော်ကြုံတွေ့ရဖို့ကျွန်တော်တို့မခက်မှန်းနိုင်တယ်ညာလည်းပဲကျွန်တော်တို့သတိရဖို့ကကျွန်တော်တို့ဖခင်ဘယ်လိုပို့ဆောင်ခဲ့လဲတပါးသူကိုကျွန်တော်တို့ဘယ်လိုပြောမလဲပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့သခင်ယေရှုပေါ်ထားတဲ့ယုံကြည်မှုနဲ့ရင်ဆိုင်လာတဲ့အခါမှာကျွန်တော်တို့အလျှော့ပေးမလားအရှုံးပေးမလားဒီနေ့အရှုံးမပေးဘဲနဲ့ကျွန်တော်တို့ဒီနေ့တာတို့တစ္ဆာရှိတော်ငယ်သားကောင်းဆိုပြီးတော့ကျွန်တော်သခင်စီကအတန်ကိုကျွန်တော်တို့ကြားဖို့အတွက်လိုအပ်ပါတယ်ကျွန်တော်တို့